တငယ်ချင်းအားလုံးပဲမင်္ဂလာပါဒီနေ့ကင်းမွန်တံပရာပေါင်းလုံနီးလေးကိုတင်ပေးပါမယ်ရှင်ပါဝင်တဲ့ပစ္စည်းလေးလည်းနဲတယ်လုံရတာလည်းလွယ်ကူပါတယ်တငယ်ချင်းတို့လှုပ်ဆက်ကြည့်ကြနော်ပထမဆုံးအနေနဲ့တန့်စင်ပြီးသားကင်းမွန်လေးကိုကော်ပီထုတ်အောက်မှာခံပြီးတော့ပေါင်းအိုးထဲပေါင်းပါမယ်ရှင်ဒီ9မိနစ်10မိနစ်လောက်ပေါင်းပေးပါမယ်ရှင်တာလေးကတော့အရှင်ရဲ့အတွက်ငြို့တီးနဲ့ကြက်သွန်ဖြူကိုတောက်ဆင်းထားပါတယ်ရှင်အရတာဆက်ဖို့ပြင်ပါမယ်ရှင်တကြားဟင်းချုံမုံငန်းငံပြရေးပြီးတော့တံပြတီးညှစ်ထည့်လိုက်ပါတယ်ရှင်အပေါ်အငန်လေးကတော့တငယ်ချင်းကြိုက်တယ်လို့ပြုတ်ပြင်နိုင်ပါတယ်ရှင်ပြီးရင်တမအောင်မွေပေးပါမယ်ရှင်ကင်းမွန်7နှစ်ပြည့်သွားပြီဆိုရင်ခုနဆက်ထားတဲ့စီဖူးဆော့လေးကိုလောင်းထည့်လိုက်ပါမယ်ရှင်ပြီးတော့ပပလေးထားတဲ့တံပြတီးကိုအုပ်လိုက်ပါမယ်ရှင်ဒီနေ့အမဝယ်လာတဲ့ကင်းမွန်လေးကတိတ်မလက်ဆက်လို့အခုတောင်ပျောက်ကုန်ပါပြီပြီးတော့အဖုံးထက်အုပ်ပေးပါမယ်ရှင်မိနစ်လောက်အုပ်ပေးပြီးရင်ရပါပြီရှင်အရတာအရန်ကောင်းတဲ့ကင်းမွန်တံပြပေါင်းလေးကိုရပါပြီရှင်လုံနေကလည်းအရန်လွယ်လို့အားလုံးလည်းအိမ်မှာလိုက်လို့စားကြည့်ကြပါအောင်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်